Drone အနေနဲ့ Captain နဲ့ Vice Captain နှစ်ယောက်လုံးရှိထားပါတယ်။အားလုံးသိကြတဲ့အတိုင်း Reece James နဲ့ Enzo Fernandez ပါ။ဒီနှစ်ယောက်ကအားရစရာခြေစွမ်းတဲ့ကစားသမားတွေပါ။ Enzo ရဲ့ကွင်းလယ်လှုပ်ရှားမှုတွေ James ရဲ့ဖြတ်တင်ပေးပို့မှုတွေကတော်တော်လေး impact ထွက်ပါတယ်။ထိရောက်တယ်လို့ပြောရမှာပေါ့။ဟုတ်ပြီဒီနေ့အဓိကထားပြောသွားမှာအခြေသွားမှမဟုတ်ပါဘူး။ဥဆောင်မှုပိုင်းကိုပြောသွားမှာပါ။ Captain ဖြစ်တဲ့ Reece James ကနေအရင်စလိုက်ချင်ပါတယ်။အသင်းကြီးကို2019ခုနှစ်ဇူလိုင်1ရက်နေ့ကစပြီးတော့ join လာခဲ့ပါတယ်။ခုလက်ရှိအသင်းကစားသမားတွေနဲ့ရှင် Reece James ကအသင်းမှာရှိနေခဲ့တာကြာပါပြီ။အသင်းကိုချစ်တဲ့ Captain လက်ပတ်နဲ့လည်းတကယ်ထိုက်တယ်ပါတယ်။ဒါပေမဲ့အားနည်းချက်လေးရှိနေပါသေးတယ်။ဒိုင်လူကြီးကိုစော်တကားတက်တဲ့အပိုင်းတွေမှာအေးဆွေးကင်တွေဖြစ်ရှင်းတတ်ပါတယ်။ဒါကကောင်းတဲ့အချက်ရှိလို့မကောင်းတဲ့အချက်တွေလည်းရှိပါတယ်။ပြစ်ဒဏ်ပေါ်တောင်းတဲ့အချိန်တွေ VAR ကြည့်ဖို့ဒိုင်ကိုဖိအားပေးတဲ့အချိန်တွေရှိပါတယ်။ဒီလိုအချိန်တွေမှာ Captain ဆိုတဲ့အချက်ကိုထိထိရောက်အသုံးပြုသင့်တယ်လို့မြင်မိပါတယ်။ Enzo Fernandez အနေနဲ့လည်းဒီအချက်ကလိုအပ်နေသေးပါတယ်။ဒါပေမဲ့ Enzo ကိုတခုကြိုက်တာအမြဲသင်းမော်တွေရှိကနေမမရက်တည်ပါတယ်။ပြိုင်ပွဲကစားသမားတွေနဲ့မြန်တဲ့ချင်းဆိုင်တဲ့အချိန်မျိုးတွေမှာရဲဝံ့ရက်တည်ပါတယ်။ Draw Chelsea အသင်းရဲ့သမိုင်းရ Captain တွေကိုကြည့်လိုက်ရင်တကယ်လုံးမဲ့ကိုင်မယ်ဆိုတဲ့ Captain တွေကိုပဲမြင်တွေ့ခဲ့ရလို့လားမသိပါဘူး။ Draw လက်ရှိ Chelsea Captain တွေဒီထက်ပိုပြီးတော့မထန်ရှိစေချင်ပါတယ်။လူငယ်အသင်းတစ်သင်းရဲ့ Captain တွေကဝါနုရယ်ဆိုရင်တော့လာရှုပ်လို့မရဘူးဆိုတဲ့အနေအထားမှာပဲရှိနေစေချင်ပါတယ်။ခုလိုမျိုးစိုးတီးကြည့်ရှုသွားပေးတဲ့တယောက်ချင်းစီတောင်ကျေးဇူးတင်ပါတယ်